二三西呀ညနေစီစာ一二三开口口说阿爸一二三开口说阿爸အဲ့တော့ရှိရဲ့ခိုရဲ့နော်ရှိရဲ့ခိုရဲ့ပေါင်းရင်ဘာဖြစ်မလဲနော်ရှိရဲ့ခိုရဲ့ပေါင်းရင်ဘာဖြစ်မလဲရှိနဲ့ခိုနဲ့ပေါင်းရင်ဘာဖြစ်မလဲ一二三四五六မောရင်မင်းဆိုနာမည်一二三四五六မောရင်မင်းဆို